ခုသေးကိုက်ရှော့ကုစာအုပ်ကိုမိကုန်းဟောင်းနောက်ထပ်တရားထပ်ထည့်ထားပြီးတော့ fashion update မြင့်ထားရနော်ဒီကိုယ်တိုင်2023 8လပိုင်းမှာထုတ်ဝေရေးသားထားတဲ့ခုသေးကီနိုကိုက်ရှော့ကုစာအုပ်ကလေးကိုမပြည့် version ထပ်မြင့်ထားပါတယ်အဲ့တော့ version မြင့်ထားတဲ့မှာပါမလဲဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့အဖုံးလေးပြောင်းလဲထားပါတယ်အဖုံးမှာမူပြီးနဲ့တူတဲ့ character လေးကိုထည့်ပေးထားရပါတော့ဒီမဲ့လေးကအစားစပင်ပုံစံအစုံဒုတိယတစ်မျိုးကကြတော့မူပြီးတော့အတွင်းစာအုပ်တွေကိုမူလလက်ဟောင်းက black and white ထုတ်ထားတာကိုအခု color လေးနဲ့ပြန်ထုတ်ထားပါတယ်တတိယတစ်မျိုးကကြတော့မူပြီးတော့အတွင်းပိုင်းကိုပြင်ထားတယ်ထပ်ဖြည့်ထားတဲ့စာရေးလေးရှိအများကြီးဖြည့်ထားတဲ့နေရာမှာတစ်ခုပဲပြောပြမယ်အဲ့ဒါကဘာဖြည့်ထားလဲဆိုအရင်တော့ကမိကွန်းဟောင်း100 plus အခု100နောက်ထပ်အခု200ထပ်ပြီးတော့ထည့်ထားပါတယ်အဲ့တော့ဒီစာအုပ်ကလေးကမပြီးတော့ဒီမပြီးမသိပဲနဲ့ဈေးကွက်ထဲမှာမူလားလက်ဟောင်းစာအုပ်ကလေးကမပြီးနာမည်ဖြုတ်ပြီးတော့မှ2024ရဲ့နေ့တစ်နှစ်ခွဲလောက်ဖြန့်ချိထားခြင်းခံခဲ့ရတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့မပြီး YouTube မှာတင်ထားတဲ့ဗီဒီယိုလေးကိုတော့အကုန်ဖြတ်ချလိုက်ပါပြီဒါပေမဲ့စိတ်မပူပါနဲ့အခုမပြေ update မြင့်ထားတဲ့ဒီစာအုပ်အသစ်ကလေးကိုဝယ်ရွေးတဲ့အတွက်အခွင့်အရေး၃မျိုးရှိပါတယ်ပထမတစ်မျိုးကတော့မပြေကိုယ်တိုင်တင်ပေးမယ်သူခုသေးခိုင်းလျှော်ခုပညာဒါနအတက်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့ဒီစာအုပ်လေးကိုကင်ထားတဲ့သူတွေကမပြေတို့သူခုသေးခိုင်းလျှော်ခုနဲ့အလုပ်ခေါ်စားရေးမှာ free ဝင်ပြီးတော့ interview ခွင့်ရမှာပဲဖြစ်ပါတယ်ပြီးတော့မပြေရဲ့ပညာဒါနကိုပါတက်ရောက်ထားတယ်ဆိုလို့ရှိရင်တော့မပြေကနေပြီးတော့ဒီစာအုပ်ဝယ်ထားတဲ့သူပညာဒါနတက်ရောက်ထားတဲ့သူတွေအတွက် interview ကို free လေ့ကျင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့မပြေတို့ရဲ့မိုးချပန်စာတင်တန်းကျောင်းမှာလာရောက်ဝယ်ယူလို့ရပါတယ်ရှင်ထုတ်ဝေခွင့်ကတော့လောလောဆယ်ဘေးဆိုင်ုံမှတင်ထားတာမဟုတ်ဘဲနဲ့မိုးချပန်စာတင်တန်းကျောင်းမှာပဲထုတ်ဝေဖြန့်ချီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်း399 999 758ကိုဖုန်းဆက်ပြီးတော့အသေးစိတ်ဆောင်စမ်းမြင်မြန်နိုင်ပါတယ်ရှင်